အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုတဲတဲ့နေရာလေးကတော့ဘေးမှာတောင်တန်းနေရာပက်ပက်လေးဝိုင်းနေပြီးတော့အခုတွေးနေရတဲ့နေရာလေးကနေလှေကားနဲ့ဆင်းပြီးတော့အောက်ဖက်လေးမှာနေရတာပါနေရာလေးကတော့အရန်ဖိုင်းပါတယ်ကျွန်တော်တို့ဒီနေ့မနက်ခင်းလေးကိုတော့ဦးစီတောင်မှာတိမ်ပင်လယ်သွားကြည့်မှာပဲဖြစ်ပါတယ်ကလုံးမျိုးရဲ့မနက်ခင်းရတော့အေးလွန်ခဲ့ပြီးနှင်းနေထူထပ်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုနှင်းထူထူတွေကြားထဲမှာအကွေးကောက်လန်းနေများတာမလို့ဆိုင်ကယ်စီကျွမ်းကျင်တဲ့သူနဲ့ဆိုရင်တော့ပို့ပြီးတော့တင့်တော်ပါတယ်ရက်တော့ပါလဲရှင်ခဲနဲ့ ကဲအခုကတော့ကျွန်တော်တို့ဦးစီတောင်ကြီးကိုလှမ်းမြင်နေရပါပြီတောင်ပေါ်တက်တဲ့လမ်းတွေကတော့အနှဲငယ်ချင်းမြောင်းတာဖြစ်တဲ့အတွက်ကြောင့်ကားတွေလာရင်ဘေးကပ်ပြီးတော့စောင့်ပေးရပါတယ် တိတ်ပြင်းလည်းမဖြစ်ဘူးနော်ဒီထွက်နေပြီ တောင်ပေါ်တက်နေရင်လည်းညီထွက်လာလို့တိမ်ပင်လည်းမကြည့်ရတော့ဘူးလို့ထင်ထားတာပေါ့နော်တောင်ပေါ်လည်းရောက်လဲရောက်ရောအရန်လှပတဲ့တိမ်ပင်လည်းကြီးကိုတွေ့ခဲ့ရပါတယ်ဒီလိုနဲ့ပဲထင်းရှူရန်ဘက်မှာချစ်သူလေးကိုဓာတ်ပုံလေးပါလေးတွားရိုက်ပေးပြီးတော့ကလုံးမျိုးမဈေးတွေကိုပြန်ပြီးမနက်စာသွားစားကြမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် Facebook Page နဲ့ YouTube Channel လေးကိုလည်း Follow လုပ်ခဲ့ပေးပါဦး